အခုလိုမျိုးလောက်ရက်လုံနေတဲ့ပွဲစားတွေအကုန်လုံးပြောချင်တာလေအပူတွေကိုများများလေးစားတာမကြခင်မှာအဲ့ဒီထက်အစပေါင်းများစွာပူတဲ့အပူတွေကိုပြန်ပြီးစားသုံးရလိုက်မယ်မလေးရှားရောက်ရွှေမြန်မာတယောက်ရဲ့အဖြစ်အပျက်လေးကိုပြောပြချင်ပါတယ်မလေးရှားပြန်တဲ့ဒီနေ့ညဝရီမျိုးအမှတ်2ရက်ကွက်မှာထိုင်းဘက်ခြမ်းကလူတယောက်လာပြစ်ထားကြောင်းကိုပတ်ဝန်းကျင်မှာလာအကူအညီတောင်းကြတယ်ကျွန်တော်ဘီဝမ်ကတွားရောက်မေးမြန်းခဲ့တဲ့အခါမှာဖော်ပြပါဒုက္ခတဲ့နာမည်ကကျော်မင်းနိုင်ပဲခူးတိုင်းကာဝမြို့နယ်တက္ကလမြို့မြို့ပြဆံပြရက်ကွက်ဇာတိဖြစ်ပြီးလွန်ခဲ့တဲ့တစ်နှစ်ကျော်ကထိုင်းနိုင်ငံကနေပွဲစားနဲ့တဆင့်မလေးရှားမှာလှုပ်သွားရောက်လုပ်ကင်ခဲ့ကြောင်းကိုသိရတယ်။လွန်ခဲ့သောတစ်လကျော်မှစပြီးအဖျားဝင်ကလေးဖြန်းသွားတာကြောင့်ခန္ဓာကိုယ်အောက်ပိုင်းတွာလာမရတော့တဲ့အပြင်စကားကိုလည်းပြီးအောင်မပြောနိုင်တော့ကြောင်းကိုသိရတယ်။မလေးရှားကနေမိသားစုများထံကိုအကြောင်းကြားတယ်။မိသားစုများကပဲခူးတိုင်းကနေမလေးရှားထိတွာလာမတတ်သောကြောင့်ပွဲစားကနေတဆင့်ငွေကျပ်380နဲ့ဈေးဖြတ်ပြီးအချိန်15ရက်ကြာပြီးတဲ့နောက်မှာမလေးရှားကနေပွဲစားနဲ့လှုပ်ထားတဲ့လူနာမြန်မာနိုင်ငံပဲခူးတိုင်းကိုမရောက်လာတဲ့အတွက်ကြောင့်မို့လို့အပူတပင်းရှာဖွေနေကြတယ်။လွန်ခဲ့တဲ့တစ်ပတ်ခန့်ကမြောက်ရီမှာပလိတ်လာအတွင်းကိုစောင့်နေခဲ့တဲ့ယနေ့နနက်ပိုင်းကျွန်တော်ဘီဝမ်မှဖော်ပြပါလေဖြန်းလူနာကိုမြောက်ရီသဘာဝရိပ်တာကိုပို့ပြီးနောက်ပိုင်းမှာနေ့လယ်ခင်းမှာပဲပဲခူးတိုင်းကနေလွန်ခဲ့သောတစ်ပတ်ခန့်ကမြောက်ရီကိုရောက်နေတဲ့လေဖြန်းနေတဲ့လူနာရဲ့အမာရင်ဇနီးဖြစ်သူတို့ကကျွန်တော်ဘီဝမ်ထံဖော်ပြပါလူနာကိုလိုက်ရှာနေကြောင်းကိုပြောဆိုလာလို့လေဖြန်းလူနာအား၎င်းမိသားစုထံပြန်ထည့်ပေးလိုက်တယ်ဆိုတာကိုမင်္ဂလာသတင်းကြားရတာပဲဖြစ်ပါတယ်ခုလိုမျိုးလောက်ရက်လုံနေတဲ့ပွဲစားတွေအကုန်လုံးပြောချင်တာလေအပူတွေကိုများများလေးစားတာမကြခင်မှာအဲ့ဒီထက်အစပေါင်းများစွာပူတဲ့အပူတွေကိုပြန်ပြီးစားသုံးရလိုက်မယ်အဲ့ဒီအချိန်ကျရင်အလူလိမ့်ခံခဲ့ရတဲ့သူများထက်အစပေါင်းများစွာခံစားရမယ်ဆိုတာကိုလည်းမမေ့နဲ့နော်အဲ့တော့စားလို့ရအောင်တော့စားတာပေါ့ဒါလေးပြောချင်ပါတယ်